Hey ငါကငှက်ပြောသည်ပါငါကိုစားရင်အားရှိစေတယ်ဘိုက်လဲဝစေတယ်လေ့ကျင့်ခန်းလုပ်တဲ့သူတွေအတွက်အရန်ကောင်းတယ်နော် Hi ငါကပန်းသီးပါငါကိုနေ့တိုင်းစားရင်ကျန်းမာရေးကောင်းစေတယ်ဗိုက်တာမင်တွေအများကြီးပါတာကြောင့်အသားအရည်လဲလှစေတယ်နော် Hi ငါကဖရဲသီးပါငါကိုစားရင်အေးမြလန်းဆန်းစေတယ်ရေဓာတ်အများကြီးပါတာကြောင့်ပူတဲ့နေ့တွေမှာအရန်ကောင်းတယ်နော် Hi ငါကစတော်ဘယ်ရီပါငါကိုစားရင်အသားအရည်လှစေတယ်အန်တီအောက်ဆီဒန့်တွေအများကြီးပါတာကြောင့်ကျန်းမာရေးအတွက်လည်းကောင်းတယ်နော် Hey ငါကမုံလာဥနီပါငါကိုစားရင်မျက်စိအားကောင်းစေတယ်ဗိုက်တာမင် A အများကြီးပါတာကြောင့်ကျန်းမာရေးအတွက်အရန်ကောင်းတယ်နော် Hey ငါကနာနတ်သီးပါငါကိုစားရင်အစာကြေဖို့ကူညီပေးတယ်ချိုချိုချင်းချင်းအရသာလေးနဲ့ လူတိုင်းကြိုက်ကြတယ်နော် Hi ငါကတံပရာသီးပါငါကိုစားရင်ဗိုက်တာမင် C အများကြီးရတယ်လန်းဆန်းစေပြီးကိုယ်ခံအားလည်းကောင်းစေတယ်နော် Hi ငါကစပစ်သီးပါငါကိုစားရင်ကိုယ်ခံအားကောင်းစေတယ်နှလုံးကျန်းမာရေးအတွက်လည်းအထောက်အကူပြုတယ်နော်ဒါကြောင့်ကျန်းမာခြင်းငါကိုစားဖို့မမေ့နဲ့ Hey ငါကတရက်သီးပါအသားရည်လှစေတယ်ဗိုက်တာမင် C အများကြီးပါတာကြောင့်ကိုယ်ခံအားလည်းကောင်းစေတယ်ဒါပေမဲ့အများကြီးမစားနဲ့နော်